အိုးလက်ထားရုပ်ကြီးကြီးလူသေးအလောင်းကိုလက်ထားတွေကဝိုင်းအောင်ပြီးစားတော့နေကြတာဒီနေ့ကတော့ဘန်ကောက်ရဲ့အထင်ကရဂိုးရမောင်ဖျားတော့ဖူးကြမယ်ဒါလေးကတော့ဝင်းပေါက်ကလေးပါဒါလေးကလက်မှတ်ဖြတ်ရတဲ့နေရာပါဝင်ကြီးက100ဘတ်ပေးရတယ်လှေကားပေါင်း344ထပ်တက်ပြီးမှဒီဖျားဘော်ကိုရောက်မှာနော်လှေကားရဲ့ဘေးတစ်ပတ်တစ်ချက်မှာကြောက်ဆောင်ရုပ်ထုလေးတွေအများကြီးရှိရဲ့ရွှေငါးလှလှလေးလည်းတွေ့ခဲ့တယ်ဒါလေးကတော့ Golden Mount ပုံစံတူအသေးစားလေးပါလမ်းတစ်နေရာမှာတော့ကြီးစီကြီးကြီးရနဲ့မောင်းကြီးတစ်ခုတွေ့ခဲ့တယ်ဒီလေကားနေရာလေးကတော့ဓာတ်ဖန်းလို့ကောင်းတယ်အောက်ကမြင်ကွင်းလှလှလေးတွေကိုလည်းအပေါ်စီကနေပြီးရောကြည့်လို့ရတယ်အရန်တက်ပယ်ဖို့ကောင်းတယ်ဒါလေးကတော့အပေါ်ရက်မှာရှိတဲ့ Golden Mount Temple ကိုတက်ရတဲ့လှေကားလေးပါအပေါ်မှာဖျားဖူးပြီးဆိုတော့ပြန်ဆင်းมาတော့မယ်အပြန်လမ်းမှာလည်းခေါင်းလောင်းအလက်စားလေးတွေတွေ့ခဲ့သေးရဲ့ဒီအနီရောင်လေးကဆူတောင်းစကားလေးတွေကိုချိတ်ဆွဲထားတာနောက်ပြီးဒီလိုဆူတောင်းစာလေးတွေရေးထားတဲ့ရွှေရောင်သိရွက်လေးတွေလည်းအများကြီးပဲတွေ့ခဲ့တယ်ဒါက Fortune ဗုဒ္ဓပါဒီလိုရုပ်ထုဆန်းဆန်းလေးတွေကိုလည်းဖျားပရဝုံမှာအများကြီးပဲတွေ့ခဲ့တယ်ဒီ vlog လေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါဘိုင်ဘိုင်